Forever Ghana program ကနေပြန်လဲကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ကိုပညာပါကျွန်တော်ရှေ့ရက်ဒီမှာတော့အောင်ဝဲခန္ဓာများပြီးတော့ကျွန်တော်ဖျားသွားတာအခုမှနည်းနည်းထူထူထောင်ထောင်ပြန်ပြီးတော့စကားပြောနိုင်တာဖြစ်ပါတယ်အားလုံးသတင်းတွေနောက်ကျသွားရဆိုရင်လည်းကျွန်တော်ခွင့်လွှတ်ပေးပါဒီနေ့ကျွန်တော်တင်ဆက်ပေးမှာတော့တနင်္ဂနွေနေ့ကကျွန်တော်တို့ Arsenal အသင်းက Crystal Palace ကိုအနိုင်ရရှိသွားတယ်တစ်ဖက်မှာလည်း Manchester City အသင်းကလည်း Aston Villa ကိုရှုံးနိမ့်သွားတဲ့အတွက်ယာဒီအပိတ်မှာတော့ကျွန်တော်တို့ Arsenal အသင်းက9မှတ်အပြတ်နဲ့ဖလားရပြီးသားအနေထားအောင်မှာပြန်ပြီးတော့အရန်ကစားသမားတွေထည့်ကစားပြီးတော့ Man City ကို9မှတ်ပြတ်ပြီးတော့ယာဒီသိန်းဖလားလက်ခံရရှိပြီးတော့အောင်ပွဲခံသွားတယ်အဲ့ဒီအောင်ပွဲခံပွဲအပြီးမှာ Arsenal ကစားသမားတွေအနေနဲ့အင်တာဗျူးမှာဖြေကြားခဲ့တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ Martinelli ဘာပြောခဲ့လေပေါ့နော်Martinelli တဲ့9နှစ်ကြာ Premier League ဖလားအိမ်မက်ခီးစဉ်တဲ့မီကာအာတီတာရဲ့အစောပိုင်းကာလကလေးကအသင်းမှာရှိနေခဲ့တဲ့ Gabriel Martinelli ဟာတဲ့အသင်းရဲ့အနေမြင့်အတက်ကြအားလုံးကိုအတူတူဖြတ်တန်းစီးမျောခဲ့ပြီးနောက်မှာတော့တဲ့အခုက Premier League ဖလားကိုစုခူးနိုင်ခဲ့ပြီးသူ့ရဲ့စိတ်ကူးအိမ်မက်ကိုအကောင့်ထဲပေါ်နိုင်ခဲ့ပြီဖြစ်ပါတယ်တဲ့ဒီဘရာဇီးတောင်ပန်ကစားသမားကို2019ခုနှစ်မှာတဲ့ဆယ်ကျော်သက်အရွယ်မှာပဲဦးနိုင်အမေရိကခေါ်ယူခဲ့တာဖြစ်ပြီးသူဟာဘူကာယိုဆာကာပြီးရင်အသင်းမှာတက်တန်းရှည်ဆုံးဒုတိယမြောက်ကစားသမားလည်းဖြစ်ပါတယ်ဒါကြောင့်အာဆင်နယ်အသင်းရဲ့အပြောင်းလဲတိုးတက်လာမှုတွေနေ့စဉ်နဲ့မှန်သမျှကိုယ်တိုင်မြင်တွေ့ကြုံတွေ့ခဲ့ရသူတယောက်လည်းဖြစ်ပါတယ်အခုအခါမှာတော့သူကိုယ်တိုင်ပရီးမီးယားလိစူဖလားကြီးကိုကင်မြောက်ခွင့်ရပြီးတဲ့ဖြစ်တယ်လို့ဒီစုဖလားကိုရရှိဖို့နှစ်ပေါင်းများစွာအကြာကြီးစ조사အားထုတ်ခဲ့ရတာကြောင့်ဒီအောင်မြင်မှုဟာသူ့အတွက်ပိုပြီးတော့အတိတ်ပဲရှိတယ်ဆိုပြီးခံစားနေရပါတယ်ဆိုရင်မာတင်နယ်လီကပြောကြားခဲ့ပါတယ်ခရစ္စတယ်ပဲလစ်ကို2ဂိုးတဂိုးနဲ့နိုင်တဲ့ပွဲပြီးမှမာတင်နယ်လီကကျွန်တော်ကမီကာအာတီတာမရောက်ခင်ကတည်းကဒီကိုရောက်နေခဲ့တာပါဒါဟာအမြဲတမ်းကျွန်တော်ပြန်ပြောပြတဲ့အကြောင်းအရာတစ်ခုပါကျွန်တော်ဒီကိုရောက်လာတာ9နှစ်ရှိဖြစ်ပြီးဒီနေ့ဖလားကိုစုခူးနိုင်ခဲ့တာဟာကျွန်တော်အမြဲမှတ်ခဲ့ရတဲ့အိမ်မက်ပါအာဆင်နယ်အတွက်ကစားပေးခဲ့ရတာကျွန်တော်အတွက်ဂုဏ်စရာတစ်ခုဖြစ်ပြီးဒီဖလားကိုရယူနိုင်တာအသင်းအတွက်အများကြီးအတိတ်ပဲရှိသလိုကျွန်တော်အတွက်ပိုလို့တော့အတိတ်ပဲရှိပါတယ်ကျွန်တော်အတွက်တကယ်ကိုတန်ဖိုးရှိလာပါတယ်လို့ပြောကြားခဲ့ပါတယ်တကယ်ကိုအံ့ဩဖို့ကောင်းတဲ့ခံစားချက်ပါပရီးမီးယားလိဖလားကိုရယူနိုင်မှုကျွန်တော်တို့လွန်ခဲ့တဲ့နှစ်အနည်းငယ်ခဲ့တဲ့စ조사ခဲ့ကြတာဖြစ်ပြီးဒီနှစ်မှာတော့အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့ပါပြီဒါဟာအဖွဲ့ဝင်တွေပြည်သက်တွေနဲ့လေ့ကျင့်ရေးကွင်းအားကစားကွင်းထဲမှာအလုပ်လုပ်ကြတဲ့ဝန်ထမ်းတဦးချင်းစီတိုင်းအသင်းမှာရှိတဲ့လူတိုင်းအတွက်အများကြီးအထိပ္ပယ်ရှိတယ်လို့ပြောကြားခဲ့ပါတယ်လူတိုင်းဒီခိုက်တန်ကိုပိုင်ဆိုင်ခွင့်နဲ့ထိုက်တန်တယ်လို့အားလုံးကလည်းဒီအောင်မြင်မှုရဲ့အစိတ်ပိုင်းနေပါပဲလို့မာတင်နယ်လီကပြောကြားခဲ့ပါတယ်ဂါဘီဟာယာဒီပိတ်ခရစ္စတယ်ပဲလစ်တဲ့ပွဲမှာအသင်းအတွက်အဖွင့်ကိုရဖို့Gabriel Jesus တီကိုတည်တည်တတ်တတ်လှပတဲ့ဖန်တီးမှုတစ်ချိန်လှုပ်ပေးခဲ့ပြီးပွဲစဉ်တစ်လျှောက်မှာလည်းတက်တက်ကြွကြွနဲ့အကောင်းဆုံးလှုပ်ရှားကစားခဲ့တာလည်းဖြစ်ပါတယ်ဒီပွဲရလက်ပိုင်းတိတ်အရေးမကြီးတော့တဲ့ပွဲဖြစ်တာကြောင့်မီကယ်အာတီတာအနေနဲ့လာမယ့်ချန်ပီယံလိဘိုလူပွဲအတွက်လူတွေကိုခြံလှပ်ထားပြီးအနားပေးကစားခဲ့ပြီးတော့မာတင်နယ်လီကိုတော့အသုံးပြုခဲ့ပါတယ်ပဲလစ်နဲ့ပွဲအနိုင်ရလက်နဲ့ပတ်သက်ပြီးသူကဒီနိုင်ပွဲကကျွန်တော်တို့ကိုယုံကြည်မှုပိုရလာစေပါတယ်ဒီနေ့မှာကျွန်တော်တို့လူစင်းအပြောင်းလဲနဲ့ကစားခဲ့တာဖြစ်ပြီးပွဲထွက်ခွင့်တိတ်မရတဲ့သူတွေနဲ့ကစားခဲ့ရတာဖြစ်တယ်ကျွန်တော်လည်းကစားခွင့်ရခဲ့တဲ့အတွက်ဝမ်းသာပါတယ်ကျွန်တော်တို့ဖလားအောင်ပွဲခံခြင်းကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းမှုစ조사နေကြပေမဲ့တစ်ဖက်မှာလည်းလာမဲ့ပွဲကြီးပွဲကောင်းရှိနေသေးတယ်ဆိုတာကျွန်တော်တို့ခေါင်းထဲမှာထည့်ထားပါတယ်ဒါကြောင့်အောင်ပွဲကိုပျော်ရွှင်စွာဆင်နွှဲနေပဲလာမဲ့ပွဲတက်လည်းအသင့်ပြင်ထားပါတယ်လို့ပြောကြားခဲ့ပါတယ်ကျွန်တော်တို့ရနိုင်သမျှဖလားအကုန်လုံးကိုတိမ့်ပိုက်ချင်ပါတယ်အခုဘိုလူပွဲကိုရောက်နေပြီဖြစ်လို့နောက်ဆုံးတစ်ပွဲပဲကြံတော့တာပါကျွန်တော်တို့အစွမ်းကိုအားစိုက်ပြီးဖလားယူဖို့စ조사သွားမှာပါဆိုပြီးတော့မာတင်နယ်လီပြောကြားခဲ့တာကိုတင်ဆက်ပေးလိုက်ပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ကတော့အိမ်မက်တီကတကယ်ဖြစ်လာပါပြီလို့ပြောကြားလိုက်တဲ့မာရီနိုခရစ္စတယ်ပဲလစ်တင်ဆယ်ဟက်ပတ်ကွင်းမှာပရီးမီးယားလိဖလားကိုကင်မြောက်ခွင့်ရပြီးတဲ့နောက်မီကယ်မာရီနိုကသူ့ရဲ့ခံစားချက်တွေကိုစကားလုံးအနေနဲ့ဖော်ပြဖို့တော့ခက်ခဲပါတယ်လို့ပြောကြားခဲ့ပါတယ်လေးလကြာဒိုင်ယာတက်တာပျောက်ကင်းပြီးတဲ့နောက်ကွင်းထဲကိုပြန်လည်ဝင်ရောက်လာနိုင်ခဲ့တယ်လို့အသင်းပေါ်ရင်းတဲ့အတူချန်ပီယံဆုဖလားအောင်ပွဲခံနိုင်ခဲ့တာကြောင့်ဒါဟာကျွန်တော်တို့ရဲ့စပိန်ကွင်းလယ်လူအတွက်တော့အလွန်ပြည့်စုံတဲ့နေ့တစ်နေ့ဖြစ်လာခဲ့ပါတယ်နောက်ဆုံးမှာတော့ပရီးမီးယားလိဖလားကိုမလိုက်ရတဲ့ခံစားချက်ကဘယ်လိုရှိမလဲလို့မေးမြန်းခဲ့ရမှာတော့အခုလိုပဲဖြေကြားခဲ့ပါတယ်အန်အောစရာကောင်းလောက်အောင်ခံစားရပါတယ်တကယ်ကိုအိမ်မက်တစ်ခုဖြစ်လာသလိုပါပဲပြီးတော့ဖလားကြီးကတော်တော်လေးတယ်ဗျလေးလံနဲ့စူဖလားကြီးပါတကယ်အမှန်တရားကတော့ဒီကစားသမားတစုနဲ့ပရိသတ်တွေအားလုံးဟာဒီစူဖလားကြီးကိုရဖို့အတွက်အပြင်းထန်စ조사ခဲ့ကြတယ်ဆိုတာပါပဲတဲ့ဒီ Emirates Quincy ကိုပရီးမီးယားလိဖလားပြန်လည်ယူဆောင်လာပေးနိုင်တဲ့ဒီကစားသမားအစုဒီမျိုးဆက်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခွင့်ရတာကိုဂုဏ်ယူစရာပါပဲတဲ့ရိုးသားပြောရရင်ကျွန်တော်ခံစားချက်ကိုစာသားနဲ့တော့မဖော်ပြတတ်တော့ပါဘူးလို့ပြောကြားခဲ့ပါတယ်
ကျွန်တော်ကွင်းလေလူဟာဇန်နဝါရီလကလေးကဒဏ်ရာကြောင့်အနားယူခဲ့ရတာဖြစ်ပြီးအခုခရစ္စတယ်ပဲလစ်ကိုအနိုင်ရတဲ့ပွဲစဉ်ဒုတိယပိုင်းမှာလူစားဝင်ကစားခဲ့ပြီးအသင်းရဲ့ချန်ပီယံအောင်ပွဲခံမှုကိုပုံမပြည့်စုံစေခဲ့ပါတယ်အသင်းရဲ့ဒီယာဒီအောင်မြင်မှုဟာအသင်းသားတွေကြားကစီးလုံးညီညွတ်မှုကြောင့်ဖြစ်တယ်ဆိုပြီးတော့သူကဆိုပါတယ် TV ကနေကြည့်နေတဲ့သူတွေအတွက်တော့ကျွန်တော်တို့ကတာမန်အသင်းတစ်သင်းလို့ပဲမြင်ကြမှာပါကျွန်တော်တို့ကိုအနိကမြင်ရမယ်ဆိုရင်တော့ဒီအသင်းဟာလေ့ကျင့်ရင်ကွင်းမှာနေ့စဉ်နေ့တိုင်းဘလို့ပြုတ်မှုနေထိုင်ကြလဲဆိုတော့တွေ့ရပါလိမ့်မယ်ဒီကောင်တွေဟာတကယ်ချင်းတစုမိသားစုတစ်ခုလိုပါပဲတဲ့ဒါဟာဒီကလပ်ရဲ့အရေးကြီးဆုံးအရာပါပဲကျွန်တော်တို့ကအားကောင်းတဲ့အစုအဖွဲ့တစ်ခုကိုတိစောက်နေတာပါအခြေအနေတွေဆိုးရွားသွားရင်တော့မှတယောက်နဲ့တယောက်လက်တွဲမဖြုတ်ပဲအတူတူရုန်းကန်ကြော်ဖြတ်ကြမယ်အသေးမျိုးပေါ့တဲ့ဒီယာဒီမှာလည်းဒီလိုပဲလှုပ်ပြခဲ့ကြတာဖြစ်ပြီးဒီလိုစီလုံးညီညွတ်မှုကပဲကျွန်တော်တို့ကိုချန်ပီယံဆုရစေခဲ့တာဖြစ်ပါတယ်တဲ့ခြေထောက်ခွဲစိတ်မှုကုသခံခဲ့ရပြီးထူးခြားဆန်းပြတဲ့ဒဏ်ရာကြောင့်ပြန်လဲကစားနိုင်ပါမလားဆိုပြီးတော့စိုးရိမ်စိတ်တွေဖြစ်ခဲ့တဲ့မာရီနိုအတွက်တော့ဇန်နဝါရီနောက်ပိုင်းပထမဆုံးကွင်းထဲပြန်ဝင်ရတဲ့နေ့ဒီနေ့ဟာအလွန်ထူးခြားတဲ့နေ့တစ်နေ့ပဲလို့မာရီနိုကဆိုပါတယ်ဒီတက်ပို့ပြီးဘာမှမတောင်းဆိုရဲတော့ပါဘူးတဲ့ဂိုးတကူလောက်သွင်းနိုင်ခဲ့တော့ပိုကောင်းတာပေါ့ဗျာလို့ရေမောင်းနဲ့ပြောကြားခဲ့ပါတယ်ဒါပေမဲ့မဟုတ်ပါဘူးတဲ့ဆိုးရတဲ့အချိန်အချို့ကိုဖြတ်တန်းခဲ့ရပြီးကွင်းထဲပြန်လာနိုင်မလားဒဏ်ရာကဘလောက်ကြာအောင်မှလဲရာသီပိတ်ပွဲစဉ်တွေကိုလွဲချော်သွားမလားဆိုတာမသေးချာမြေယာမှုတွေအကြာကြီးဖြစ်နေခဲ့ပြီးတဲ့နောက်မှာအခုလိုအောင်ပွဲခံနိုင်တဲ့သူတွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခွင့်ရတာကိုကျွန်တော်ကျေနပ်ပါတယ်လို့မာရီနိုကပြောကြားခဲ့ပါတယ်မြက်ခင်းမြေမော်ပြန်အောင်လာပြီးကျွန်တော်တို့အကြီးကျယ်ပံ့ပိုးကူညီပေးခဲ့ကြတဲ့အသင်းဘော်တွေနဲ့အတူရှိခွင့်ရတာဟာအံ့ဩစရာပါဒါကြောင့်သူတို့ကိုရောကျွန်တော်မိသားစုကိုရောဒီကာလတစ်လျှောက်လုံးကျွန်တော်ကိုအားပေးခဲ့တဲ့ပရိသတ်တွေကိုပါအလွန်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောကြားခဲ့ပါတယ်ဒါဟာကျွန်တော်အတွက်အရန်ကိုကြီးမားတဲ့အရာတစ်ခုပါပဲဆိုပြီးတော့ဖြေကြားခဲ့တာကိုတင်ဆက်လိုက်ပါတယ်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့အသင်းကပတိန်မာတင်အိုရီဂတ်ကဖြေကြားခဲ့တဲ့အကြောင်းအရာတွေကိုပြောကြားပေးမှဖြစ်ပါတယ်တကယ်ကိုမယုံနိုင်စရာပဲလို့မာတင်အိုရီဂတ်ကပြောကြားခဲ့တယ်ရင်းငယ်နေ့မှာခရစ္စတယ်ပဲလစ်ကိုငကိုတကိုနဲ့အနိုင်ရရှိခဲ့ပြီးနောက်မှာကျွန်တော်တို့ရဲ့အသင်းကောင်းဆောင်ကပရီးမီးယားလိဖလားကိုကင်မြောက်ခဲ့ပါတယ်ပွဲပြီးမှာသူကတိုနီအဒမ်စ်ပက်ထရစ်ဗီယာရာတို့ပြီးနောက်ကျွန်တော်တို့အသင်းစီကိုပရီးမီးယားလိအောင်ပွဲစီကိုဥဆောင်ပေးနိုင်တဲ့တတိယမြောက်အသင်းကောင်းဆောင်ဖြစ်လာရခြင်းအပေါ်မှာသူ့ရဲ့ခံစားချက်တွေကိုအခုလိုပဲပြောကြားခဲ့တာဖြစ်ပါတယ်ဒါဟာတကယ်ကိုယူသွတ်မတက်ခံစားချက်ပါပဲဖလားစီကိုရှောက်လန်းသွားပြီးအရာအားလုံးကိုသတိပြုမိလိုက်တဲ့အချိန်ဟာတကယ်ကိုထူးဆန်းအံ့ဩဖို့ကောင်းတဲ့ခံစားချက်ပါပဲတဲ့ကျွန်တော်တို့ဒီလိုအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့ပုံစံပြီးတော့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့အရာအားလုံးအတွက်လူတိုင်းကိုတကယ်ကိုကျေးဇူးတင်ပါတယ်တဲ့နောက်ဆုံးမှာတော့ပန်းနိုင်ကိုအောင်မြင်မြင်ဖြတ်ကျော်နိုင်ခဲ့တာလူတိုင်းအတွက်ကဘာကြီးတစ်ခုလုံးစာလောက်အတိတ်ပဲရှိတာမို့လို့တဲ့ကျွန်တော်တကယ်ကိုပျော်ရွှင်မိပါတယ်တဲ့ပြီးခဲ့တဲ့အင်္ဂါနေ့ညပြီးကြတဲ့ကျွန်တော်တို့ချန်ပီယံဖြစ်ခဲ့ပြီးပြီမို့ဒီနေ့ဟာအတိုင်းထက်အလွန်အောင်ပွဲခံရမယ့်နေ့တစ်နေ့ဖြစ်လာမယ်ဆိုတာအတိအကျပါပဲတဲ့ပွဲပြီးမြင်ကွင်းတွေဟာလည်းစိတ်ပြတ်စရာမရှိခဲ့ပဲဆယ်ဟပ်ပတ်ကွင်းရဲ့ဧည့်သည်ပရိသတ်ဆောင်မှာကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်နဲ့ယာတီသိမ်းခဲ့ပါတယ်တဲ့ဒါဘယ်လိုခံစားချက်မျိုးလဲဆိုတာကိုတဲ့ခင်ဗျားတို့စိတ်ကူးယဉ်ကြည့်လို့တော့ရမှာမဟုတ်ပါဘူးတဲ့ပြီးခဲ့တဲ့အင်္ဂါနေ့ညကျွန်တော်တို့အတူတူစုပြီးလေ့ကျင့်ကွင်းမှာပျော်စရာကောင်းတဲ့ညတညကိုဖျက်ဆီးခဲ့ကြပါတယ်ဒီနေ့မှာတော့ဖလားကင်မြောက်ခွင့်ရခဲ့ပါတယ်ဒါကကျွန်တော်တသက်အမြဲတမ်းအိမ်မက်မက်ခဲ့ရတဲ့ပရီးမီးယားလိဖလားကိုစုခူးနိုင်ခဲ့တာဖြစ်ပြီးတဲ့အခုလိုအစင်တန်းတစ်ခုကိုရောက်ရှိလာခဲ့တာတကယ်ကိုမယုံနိုင်စရာပါပဲလို့ပြောကြားခဲ့တာကိုတင်ဆက်ပေးလိုက်ပါတယ်နောက်ဆုံးသတင်းအနေနဲ့စူဖလားစုခူးရရှိတဲ့အပေါ်အန်အောဘွယ်ခန်းစားချက်ကိုပြောကြားခဲ့တဲ့နိုနီမာဒိုအက်ကီဒါဟာတဲ့စကလုံးနေနဲ့ဖော်ပြလို့မရနိုင်တဲ့အန်ဩစရာကောင်းတဲ့ခံစားချက်မျိုးပါပဲလို့အင်္ဂလန်တောင်ပန်ကစားသမားကပြောကြားခဲ့ပါတယ်ပြီးခဲ့တဲ့ရက်မန်စီးတီးတည်ကြပြီးကြတဲ့ကျွန်တော်တို့ဒီလိုခံစားချက်မျိုးရရှိနေခဲ့တာပါဒါပေမဲ့ဖလားကိုတကယ်ကင်မြောက်လိုက်ရတဲ့အချိန်မှာတော့ခံစားချက်အစ်စ်တွေလှိုင်းလုံးတစ်ခုလိုတိုးဝင်လာခဲ့ပါတယ်လို့လည်း၎င်းဆိုပါတယ်ဒါဟာတကယ်ကိုအန်ဩစရာကောင်းပြီးစိတ်သက်သာရမှုတွေပျော်ရွှင်မှုတွေနဲ့အပြုသဘောဆောင်တဲ့ခံစားချက်အပြည့်ပါပဲဒါဟာကျွန်တော်တို့6လ10လတာကာလပတ်လုံးကျွန်တော်တို့အပြင်းထန်စူးစမ်းခဲ့တဲ့အရာတစ်ခုပါနောက်ဆုံးတော့ငါတို့ဒါကိုအောင်မြင်မြင်ပြီးမြောက်သွားခဲ့ပြီဆိုတဲ့ခံစားချက်ကိုရလိုက်တာဟာတကယ်ကိုကောင်းမွန်လှပါတယ်ယာဒီပိတ်နောက်ဆုံးနေ့မှာဂိုးသွင်းနိုင်ခဲ့တာကိုလည်းကျွန်တော်အယမ်းပျော်ပါတယ်ဒါကိုကျွန်တော်ဘဝရဲ့မှတ်စုစာအုပ်ထဲမှာထည့်သွင်းထားမှာပါဆိုပြီးတော့နိုနီအာမာလူအက်ကီကဖြေကြားခဲ့ပါတယ်မိုနီမာလူအက်ကီဟာအောင်ပွဲခံမှုတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ဆင်နွှဲခဲ့ပေမဲ့ကျွန်တော်တို့ရဲ့စူဖလားစင်မော်ကိုနောက်ထပ်ဖလားတစ်လုံးထပ်မံဖြည့်တင်းနိုင်မှုလည်းမျှော်မှန်းထားကြောင်းသိရပါတယ်အင်္ဂါနေ့တုန်းကတော့ကျွန်တော်တို့ကယူမတက်အောင်ပွဲခံခဲ့ကြပြီးအဲ့ဒီနောက်မှာစိတ်ကိုပြန်ပြီးတီတီငြိမ်ငြိမ်ထားဖို့ပြင်ဆင်ခဲ့ကြပါတယ်
အခုလိုပွဲကိုအနိုင်ရခဲ့တာလဲအံ့ဩစရာကောင်းပါတယ်လို့၎င်းကဆိုပါတယ်ဒီညမှာလဲကျွန်တော်တို့အနေငယ်ထပ်ပြီးအောင်ပွဲခံကြအောင်ပါဒါပေမဲ့အခုကစပြီးဘူဒါပက်စ်ကချန်ပီယံလိဂ်ပွဲစဉ်အတွက်အောင်ဆိုင်တော့မှာပဲဖြစ်ပါတယ်ဒုတိယမြောက်ဖလားကိုအိမ်ရောက်တယ်လာနိုင်ဖို့ကအရေးအကြီးဆုံးပါဆိုပြီးတော့မာဒူအက်ကီကပြောကြားခဲ့ပါတယ်အာဆင်နယ်အသင်းကအောင်မြင်မှုတွေကိုစာလောင်နေတဲ့အသင်းမှာဒါကြောင့်လဲကျွန်တော်ရှိနေတဲ့အသင်းကနေပြီးတော့ဒီအသင်းကိုအမြန်ဆုံးရောက်လာခဲ့တာဗောတဲ့ဒါကြောင့်ဒါဟာအံ့ဩစရာကောင်းတဲ့အရာတစ်ခုဖြစ်လာတော့မှာပါဖျားသခင်အလိုရှိရင်ကျွန်တော်တို့ဟာချန်ပီယံလိဖလားကိုရယူပြီးတဲ့နောက်မှာလဲကမ္ဘာဖလားပြိုင်ပွဲမှာလဲအင်္ဂလန်အသင်းအနေနဲ့ကမ္ဘာဖလားစုကူးဖို့ပါထပ်မံရရှိဖို့စ조사သွားမှာပါဆိုပြီးတော့မာဒူအက်ကီပြောကြားခဲ့တာတွေကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကစားသမားတွေဘက်ကရင်သွင်းခံစားချက်တွေကိုပြောကြားသွားတာဖြစ်ပြီးနောက်ဆက်မဲ့ဗီဒီယိုမှာတော့မီကယ်အာတီတာဖြေကြားသွားတာတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးဖို့လည်းမေတ္တာရက်ခံပါတယ်Not London forever whatever the weather ကျွန်တော်တို့ဥရောပချန်ပီယံဖြစ်ဖို့တပွဲလို့နောက်ဆုံးချိန်ထိအားပေးကြမယ် bye bye